ဒီနေ့အချိန်လေးနည်းနည်းရတော့စာအုပ်ဖတ်မယ်ဆိုပြီးတော့စာအုပ်လေးမှွေလိုက်တော့ဒီစာအုပ်ကလေးသွားတွေ့ရပေါ့နော်ဆရာဝင်းဖေမြင့်ရဲ့ဗကြီးရေးနေရင်250ဘယ်လိုကုန်သွားမှန်းမသိဆိုတဲ့စာအုပ်လေးပေါ့နော်ဖတ်ဖြစ်တဲ့ခေါင်းစဉ်လေးကတစ်ပင်တွေဆိုတဲ့ခေါင်းစဉ်လေးတစ်ပင်ဆိုတာဒီကမ္ဘာမှာမရှိမဖြစ်တစ်ပင်တွေသာမရှိတော့ဘူးဆိုဘာဖြစ်သွားမယ်ထင်တယ်လေမတွေးအောင်ပါပဲတစ်ပင်တွေတပင်မှမရှိတော့ရင်ကဘာပြက်ပြီကဘာပြက်ပြီဆိုတာကုန်းမမရှိတဲ့တက်ရှိတရဝါတွေမရှိသလောက်ဖြစ်သွားပြီလို့ပြောတာလူကဘာမို့ကြံနေနိုင်မှာလဲဘာပင်မှမရှိတော့တဲ့အဲ့ဒီကဘာမှာတစ်ပင်ဆိုတာဘာမှန်လို့လဲတစ်ပင်တတော်တွေရှိလို့မိုးရွာနေတာတစ်ပင်တတော်တွေမရှိရင်မိုးကဘယ်မှာလာပြီးရွာနိုင်တော့မလဲတစ်ပင်ရှိမှလေထုကအေးတာလေထုအေးနေမှမိုးရွာတာမိုးရွာမှရေရှိတာရေရှိမှတက်ရှိတွေပေါက်ဖွားရှင်သန်နိုင်တာရေရှိမှလူရှိနိုင်တာတစ်ပင်မရှိရင်ရေမရှိဘူးရေမရှိရင်လူမရှိနိုင်ဘူးဒါကြောင့်တစ်ပင်တွေဟာဒီကမ္ဘာမှာမရှိမဖြစ်ရှိကိုရှိရမှာဒါကကျွန်တော်တို့ခေါင်းစဉ်လေးတစ်ခုရဲ့ကောက်နှုတ်ချက်ပဲပေါ့နော်ကျွန်တော်တို့ဒီခေါင်းစဉ်လေးကဒီကောက်နှုတ်ချက်အတူလေးကဘာလို့မြင်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပကြီးသမားပဲဖြစ်ဖြစ်ပကြီးရေးတဲ့သူပဲဖြစ်ဖြစ်ဘယ်သူမဆိုပေါ့နော်ဒီလူသားမှန်လို့ရှိရင်တစ်ပင်တွေကိုချစ်မြတ်လို့တင်ကြောင်းလူသားမှန်ရင်တစ်ပင်တွေကိုစိုက်ပျိုးကြခဲ့တင်ကြောင်းကျွန်တော်တို့စာလေးတစ်ခုဖတ်ဖူးတယ်ပေါ့နော်လူတယောက်ဟာတဲ့ဒီကိုယ့်ရဲ့မျိုးဆက်တစ်တယောက်ကဘာမှာခြံထားခဲ့ရမယ်တဲ့နောက်ပြီးတော့တစ်တပင်စိုက်ခဲ့ရမယ်ပေါ့နော်အဲ့လိုမျိုးဒီသားတယောက်မွေးခဲ့ရမယ်တစ်ပင်တစ်ပင်စိုက်ခဲ့ရမယ်ဆိုတဲ့ဟာမျိုးလေးဖတ်ဖူးရပေါ့နော်အဲ့ဒါလေးဖတ်တော့ဘာလို့သွားမြင်လဲဆိုတော့ရှင်ကျွန်တော်တို့လူတွေကဒီလောကကြီးတဲ့ကိုရောက်လာခဲ့ချပြီးလို့ရှင်ဒီတိုင်းပဲဒီအိတ်စားကာမလို့ခေါ်တယ်ပေါ့နော်ဒီသုံးခုပေါ့အိတ်လိုက်စားလိုက်မိထုံမီဝဲလိုက်ဆိုတဲ့ကိစ္စတွေနဲ့ပဲပြီးသွားပြီးတော့ဒီတဘဝတခဏဇာသိမ်းသွားတယ်ဆိုရင်နှမျောစရာကြီးပေါ့နော်နောက်ဆုံးတော့ကျွန်တော်တို့ဒါအကြီးပြောတာမဟုတ်တိတိုင်လူတယောက်ကတက်ပင်တပင်စိုက်ခဲ့ဖို့ကတော့ဘာမှမခက်ဘူးဘဒူးအတွက်မှမခက်အဲ့ဒါမျိုးပေါ့နော်ကျွန်တော်ဒီဆရာကရေးထားတဲ့ဒီအကြောင်းအရာကဟိုဘယ်လိုပြောမလဲကိုယ်တိုင်ပကြီးဆရာတယောက်ဖြစ်လို့ရေးတာထက်ကိုပဲတဘာဝအလှတရားတွေကိုချစ်မြတ်လို့တဲ့လူပြီးကျွန်တော်တို့လူတွေရဲ့စိတ်ထဲကိုတက်ပင်တွေချစ်မြတ်လို့ဖို့တစ်ပင်တွေရဲ့ဒီအရေးပါပုံလေးတွေကိုစောင်းပေးပြီးတော့ဒီထဲမှာဒီခေါင်းစဉ်တွေထဲမှာရေးဖွဲ့သွားတာတွေ့ရပါတယ်ကျွန်တော်တို့လေးစားစရာစိတ်ထားလေးလို့လည်းကျွန်တော်မြင်ရပါတယ်ဒီစာအုပ်လေးလိုချင်လို့မှာခြင်းနေဆိုရင်တော့ကျွန်တော်စီမှာမှာယူလို့ရပါတယ်တန်ဖိုးကတော့12000ကျပ်ပါကြီးစုပေးခဲ့ချလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက် vlog တွေမှာဆက်ပြီးတွေ့ပါမယ်ทำมาคอยลงไปเนี่ยบนหน้ากัน